အနုပညာလောကမှာပရိသတ်ချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့အဆိုတော်တရုတ်ဆောင်ထွန်းထွန်းကတော့ဒီနေ့မေလ14ရက်နေ့မှာပဲသူ့ရဲ့ဘောလက်တွဲဖော်ဆရာဝန်မလေးနဲ့အတူမင်္ဂလာဦးလူတော်ဖြစ်မင်္ဂလာဦးစွမ်းကြွေးပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီလူပွဲကိုတော့ရန်ကုန်မြို့မရန်ကုန်မြို့နယ်ရှိမစိုးရိမ်ရွှေကျင်ကျောင်းတိုက်မှာကျင်းပခဲ့တာဖြစ်ပြီးနှစ်ဖက်မိဘဆွေမျိုးတွေနဲ့အတူကြည်နူးစရာကောင်းလာတဲ့ပုံရိပ်လေးတွေကိုမြင်တွေ့ခဲ့ရပါတယ်။ထွန်းထွန်းကတော့သူ့ရဲ့လူမှုကွန်ရက်ကတဆင့်ချစ်သူလေးနဲ့ပိုပြီးတည်ကြည်ခိုင်မြဲတဲ့အချစ်ခီးလန်းလေးစတင်ပါပြီလို့ရေးသားကပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။အေဂျင့်နဲ့ဘာသာရေးလူနဲ့ဘဝခီးလန်းကိုစတင်လိုက်တဲ့အတွက်ပရိသတ်တွေကလည်းဝမ်းသာပီတိဖြစ်နေကြပြီးချစ်သူတက်တန်းတစ်လျှောက်အေးအေးဆေးဆေးနဲ့ခိုင်မြဲခဲ့တဲ့သူတို့နှစ်ဦးရဲ့အချစ်ရေးကိုအားကြကြောင်းမှတ်ချက်တွေပေးနေကြပါတယ်။သတင်းထွက်ပေါ်လာပြီးနောက်မှာတော့အနုပညာမောင်နှမများနဲ့ပရိသတ်အပေါင်းကသူတို့ဇနီးမောင်နှံအတွက်ထာဝရလက်တွဲမြဲပါစေအေးချမ်းသာရတဲ့မိသားစုဘဝလေးတည်ဆောက်နိုင်ပါစေအရန်လိုက်ဖက်တဲ့ဆုံတွဲလေးပါဆော့တစ်ဖြစ်ဆူတောင်းစကားများစွာနဲ့ဂုဏ်ပြုပေးနေကြတာကိုတွေ့ရပါတယ်။ထွန်းထွန်းတို့ဇနီးမောင်နှံအနေနဲ့ရှေ့ဆက်မဲ့ဘဝခီးလန်းမှာပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေကြောင်းကျွန်တော်တို့မြန်ဒေးလီနယူးချန်နယ်မှာလည်းထပ်တူထမျှဂုဏ်ပြုဆုတောင်းပေးလိုက်ရပါတယ်။